ဆေးပြီးတော့စားနဲ့အရသာမှုထည့်ပြီးတော့နေမယ်နေပြီးခဏခဏထားမယ်ပေါ့နော်ပြီးရင်ဒီလိုပေါ်တင်ပြီးအဲ့ဆောနှက်ထားတဲ့ဝတ်သားကိုထည့်ပြီးလို့ရှိရင်ရေနည်းနည်းထည့်ပြီးတော့ပြုတ်မယ်ပေါ့နော်ပြီးရင်ဝတ်သားပြုတ်နေတဲ့အချိန်မှာဝတ်သားတုပ်ဖို့တလိုတဲ့ပစ္စည်းဖြစ်တဲ့ချက်သွန်ဖြူကိုထောင်းထားမယ်ညင်စင်းထောင်းထားမယ်ဒါချက်သွန်လေးထားမယ်ပေါ့နော်ဝတ်သားတုပ်ကြတာတော့ပြုတ်ရင်ရပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြုတ်ရင်နည်းနည်းအီရောဒီပြုတ်ထားတဲ့ရေတွေအကုန်ခန်းပြီးတော့ဝတ်သားတွေကအစီထွက်လာပြီးတော့အဲ့ဒီအစီနဲ့ပေါ့နော်နည်းနည်းပြန်ကြော်လို့ရတဲ့အထိပေါ့အထိအိုးထဲမှာထားလိုက်တော့ပေါ့နော်အားလုံးရပြီဆိုရင်ဝတ်သားတုပ်တော့မယ်ပေါ့နော်ဒါဝတ်သားတုပ်တော့လိုတဲ့ပစ္စည်းဖြစ်တယ်ချက်သွန်ထည့်မယ်ညင်စင်းထည့်မယ်ချက်သွန်ထည့်မယ်ပြီးရင်လိုတဲ့အစာပလာတွေဖြစ်တဲ့စားချက်သားမှုန့်ပြီးရင်အချိုမှုန့်အဲ့ဒါတွေထည့်မယ်တစားလေးနဲ့ထည့်မယ်တစားကိုနည်းနည်းချိုရကြရင်တော့သုံးစုံလောက်ထည့်လိုက်ပေါ့နော်ချိုရတင်ကြရင်တော့တစ်စက်နှစ်စက်ဆိုရပါပြီပြီးရင်ငါးငပြားကြီးပေါ့နော်ငါးငပြားကြီးကိုလိုတဲ့လောက်ထည့်မယ်ပြီးရင်တမယာကြီးလေးလှီးပြီးတော့တမယာကြီးညှစ်ထည့်မယ်ပေါ့လိုတဲ့ရတာရအောင်ထည့်ပြီးတော့ဆိုလို့ရှိရင်တခြားလေးနေမယ်နေပြီးစောဝတ်သားကြော်ထားတဲ့ဟာပေါ့နော်အဲ့ဒါလေးထည့်ပြီးတော့နှောင်နေပါမယ်ဒီလိုချင်းချင်းအတုံမျိုးနဲ့တွဲစားဖို့အလိုက်ဖက်ဆုံးတခွားတီပေါ့နော်အဲ့တော့တခွားတီကိုအခွန်ခွာမယ်ပြီးရင်ပပလေးတွေလေးထားမယ်ကဲအားလုံးပြီးသွားရင်ပပလေးထားပပလေးရတဲ့တခွားတီလေးတွေကိုတခြားလေးပြန်ပပလေးမှာစီမယ်ပြီးရင်အလဲမှာဝတ်သားတုပ်လေးထည့်မယ်ဒါဆိုရင်အရင်ရတာရှိတဲ့ထိုင်းဆိုင်ဝတ်သားတုပ်လေးရပါပြီနော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်